မင်္ဂလာပါရှင်ဒီနေ့တော့ချက်60လေးကြော်မယ်ပေါ့နော်ကြက်ရင်သားလေးတွေကိုလီးထားမယ်စားအရသာမုံအယောင်တင်မှုစနွေးမှုပန်းငံပြားရဲ့အကြည့်လေးထည့်ပေါ့နော်ကျမမနဲ့တုန်းကစက်သွန်ညိုကြောပူတဲ့မုန်းနစ်ကလေးတွေကိုကျမထည့်လိုက်တယ်ပေါ့ပြီးတော့ကော်မုတ်ကလေးတက်တယ်လေခါတိုင်းတော့ဒီချက်60ကြော်မယ်ဆိုရင်ကိုအနှစ်ကိုဆက်တာပေါ့နော်ဒီနေ့မနဲ့ကတော့စက်သွန်ညိုအတွက်ပူထားတဲ့ဟာလေးကိုနှစ်ကလေးဆဲပြီးထည့်လိုက်တယ်ပြီးတော့စက်သွန်လေးကိုပပလီပြီးတော့ကြော်လိုက်တယ်ပေါ့နော်ကိုစိတ်ကြိုက်နေတာကျွတ်ကြိုက်လားပြပြကြိုက်လားကြိုက်တယ်တဲပါရှင်ပြီးတော့ကျမပြန်တော့တင်လေးထည့်တယ်အရောက်မြို့သီးခွဲချမ်းနေနဲ့ငပြိုင်လေးပေါက်ပြီးတော့ထည့်လိုက်တယ်ပေါ့နော်ပြီးတော့ခုနကတော့ကြော်ကြတဲ့ရက်သားကြော်လေးကိုထည့်လိုက်တယ်ဒါကတော့ကျက်ဥတွေကျက်ဥတုံးစားခြင်းနဲ့ပေါ့နော်ဆက်လက်ရွက်ကလေးနဲ့ကျက်ဥရဲ့ခရမ်းချင်းတီးရဲ့ကျက်သွန်နီလေးရဲ့စီစိမ့်လေးရဲ့စားအရသာမှုကလေးထည့်ပြီးတော့ပေါ်နှံလေးဖြူလိုက်တယ်ပေါ့နော်ချက်60ကတော့ပြင်မာဝယ်စားရေးဈေးလက်ကြီးရဲ့ကျက်သွန်လေးပါတာများတယ်ပေါ့နော်ကိုစိတ်ကြိုက်ကြတော့ကိုပေါ့ကိုတိုက်တူလို့စားတယ်ကျေးဇူးများတင်ပါတယ်ကျေးဇူးပြုတ်တင်မှာစက်သားလေးတုံးပြုတ်ထားပြီးတော့ဟင်းချိုလေးလုပ်လိုက်ပါတယ်ကျေးဇူးများတင်ပါတယ်ရှင်